26 ရက်တလ2026တရက်တာနဲ့ပတ်သက်တဲ့ဒီနေ့တာကဏ္ဍလေးကိုဟောပေးသွားမှာဖြစ်ပါတယ်အခွင့်အရေးတွေရွေးချယ်စရာကိစ္စတွေတစ်ခုထက်မကပေါ်လာတတ်တယ်အခြေရေးကိစ္စတဆင့်တက်ချင်တဲ့သူတွေဆောင်ရွက်တဲ့နေ့တစ်နေ့ဖြစ်တယ်အခြေရေးဆိုခံရနိုင်တယ်အများရဲ့မျက်လုံးထဲမှာဆွဲဆောင်မှုရှိနေမယ်လူချစ်လူခင်ပေါ်များနေမယ်ဒီနေ့တွေဆောင်းရှောင်မဲ့ရာကတော့ခရီးသွားတာကိုရှောင်ပေးပါမလိုအပ်ပါပဲနဲ့ရှောင်တိန်ဖို့မကြိုးစားပါနဲ့ရင်ဆိုင်လိုက်ပါဝေခွဲမရတဲ့ကိစ္စတွေဖြစ်လာတဲ့အခါမှာအနားယူပြီးတော့တေချာစဉ်းစားပေးပါ Lucky number နဲ့ Universe Message ကိုဒီဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်တနေ့တာလုံးစင်ပြေချုံပွေးကြပါစေဒီဗီဒီယိုကိုသုံးတဲ့အထိကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်